ရေးထားဖို့အတွက်ဒီလို skin care တွေလုံးဝသုံးဖို့မလိုအပ်တော့ဘူးဟောဒီမှာကြည့်ဒီရွှေစားဆိုတဲ့တထုံးနဲ့အားလုံးလုံလောက်သွားပြီဘာကြောင့်လဲဆိုတော့ဒီရွှေစားကကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အပူအပုတ်တွေအစိတ်အတောက်တွေအကုန်လုံးကင်းစင်စေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစားလိုက်တဲ့အစားအသောက်တွေကပါသွားတဲ့အပူတွေဘလောက်ဆာဆာအဆက်တွေဘလောက်ဆာဆာဝက်ချန်တွေလုံးဝမထွက်တော့ဘဲနဲ့လုံးဝအသားရည်တွေကကြည်လင်တောက်နေလိမ့်မယ်အဲ့တော့ဘယ်လိုလုံးဝမှာလဲဆိုတော့ရွှေစားလေးနဲ့နေ့တိုင်းပေါ့နော်ရေချိုးပေးမှလားဒါမှမဟုတ်ရင်ရွှေစားလေးကိုရင်နွေးလေးထည့်ပြီးတော့စိန်ပေးမှလားသုံးလို့ရပါတယ်အဲ့တော့အသားရည်လှချင်တဲ့ကြည်တောက်ရှင်အသားရည်ဂလိုးကလက်ရချင်တယ်ဆိုရင်တော့ဟောဒီရွှေစားက basis level အနေနဲ့မဖြစ်မနေသုံးပေးရပါမယ်အဲ့တော့ခုနကလွတ်ပြလိုက်တဲ့ cosmetic တွေ skin care တွေကိုမသုံးနဲ့လို့ပြောချင်ပါဘူးသုံးရပါမယ်ဒါပေမဲ့အဲ့ဒီ skin care တွေဘလောက်ပဲသုံးတော့ရွှေစားမပါဘူးဆိုရင်တော့တကယ်ကိုကြည်တောက်ရှင်အသားရည်ကိုလုံးဝရမှာမဟုတ်ဆိုတာတော့မျိုးဖြစ်အာမခံပြောရဲပါတယ်ရှင့်